မင်္ဂလာပါကျွန်တော်မိတ်ဆွေတို့တွေเนาะကျွန်တော်ရဲ့ဒါမိသားစုတွေအကုန်လုံးသတိပေးထားစီချင်တာပါခင်ဗျာဘာသတိထားစီချင်လဲဆိုတော့မနေ့ကကျွန်တော်မုံရွာကိုတချင်းသွားဆိုဖို့တော့ကိုကျွန်တော်လေလက်မှတ်ဖြတ်တာပထမဦးဆုံးတစ်ဆောင်ကသူကသူ့ရဲ့ဓာတ်ပုံတွေတင်ထားပါတယ်တယ်လီဂရမ်မှာတင်ထားပြီးရဲ့နောက်မှာသူကအကိုတဲ့9နိုင်ထိုးရုံပိတ်တော်မယ်ပေါ့နော်ရုံဆင်းတော့မှာဆိုတော့လေလက်မှတ်တွေကအကုန်ကအဲ့ဒီရက်ကလည်းတော်တော်လေးလေလက်မှတ်တော်များမရကြဘူးလေအဲ့ဒီမှာအကိုတဲ့ကျွန်တော်တယောက်တော့တစ်ဆောင်ပဲဆိုတော့လေကျွန်တော်ကဲဟုတ်ပြီအဲ့ဒါဆိုရှင်တစ်ဆောင်ဖြတ်မယ်ဘယ်လောက်လဲဆိုတော့2,200,000နဲ့အဲ့ဒါကျွန်တော်ကလည်းကျွန်တော်မိတ်ဆွေတယောက်ကလည်းအမှဒါဘာပြောလို့သူကလည်းပွင့်ပြဒီမှာအိမ်မှာကျွန်တော်အိမ်မှာအင်တာဗျူးလုပ်ရင်းနဲ့သူကလည်းဝေးကြီးတဲ့ဒါဒီလိုပဲကျွန်တော်တို့ဒီဖေ့အဲ့ကျွန်တော်ခီးရွယ်သွားတဲ့သူတွေလည်းအဲ့လိုပဲသူဝယ်တဲ့အချိန်တော့မှန်လို့နေမှာပေါ့နော်အဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အဲ့နဲ့ကျွန်တော်ကဟိုဘက်ကိုလမ်းပြပြတယ်ဒီမှာကျွန်တော်ဆန်ချွေးရိုက်တယ်ပြီးတော့ဒီဘက်ကလေလက်မကအဲ့လိုရတယ်ပြီးလို့ရှိရင်တစ်ဆောင်ကနေခုံကတစ်ခုံကပဲကျန်တော့ဆိုတော့ပြီးတော့ကျွန်တော်ဝယ်ပြီးတဲ့လူကလည်းတာမန်လူမဟုတ်ဗျာပြင်မှာမီဒီယာမိသားစုတွေဆိုတော့ကဲမီဒီယာကိုတော့တော်တော်မလင်ရဲပါဘူးလေဆိုတဲ့အတွေးနဲ့ပဲကျွန်တော်ကပတ်စံလွှဲပြလိုက်တယ်ခင်ဗျာအဲ့ဒါကျွန်တော်တစ်ကက်ပို့ပြပါဆိုတော့အဲ့ချိန်မှာဖြစ်လဲဆိုတော့တယ်လီဂရမ်တော့ပို့ရတဲ့အချိန်မှာသူကအကိုတဲ့ဖိုင်ကျွန်တော်ဖိုင်ဆိုင်နဲ့ပို့တာမလို့တဲ့အကိုစီမှာတဲ့ line မသိမကောင်းလို့ကျွန်တော်လည်း line မကောင်းလာသေးဘူးတဲ့အဲ့ဒါဆိုရင်ကိုတောင်းနေချီွားလိုက်မယ်ဆိုတော့ဘာမှမပေါ်ဘူးဗျာကဲထားပါတော့ဗျာဒါလည်းကျွန်တော်ဟုတ်ပြီညီလေးတို့ကိုယူလို့အဲ့ဒါဆိုဘာလို့မင်းအဲ့ကနေမင်းရဲ့ကွန်ပျူတာမှာဖုန်းလေးနဲ့ဓာတ်ပုံလေးရိုက်ပြီးတော့ကိုယူအဲ့ဒါနဲ့တစ်ကက်လေးဒီကနေဝေးကိုဘက်ကိုပြန်ပို့ပြရမှာမလို့အဲ့ဒါလည်းဗျာပွင့်နေပြောရှင်အဲ့ဝါဒရာနဲ့ဗျာအဲ့နဲ့9နိုင်ကူဆိုတော့ရုံးစင်းဝိုင်းဆိုတော့ထိုင်ပါဖုန်းဆက်တာဖုန်းမကင်တော့လဲအဲ့ချိန်မှာမနက်မိုးလင်းကြဗျာကျွန်တော်ဒီမိဖုန်းတော့တစ်လုံးနဲ့ဆက်ရတဲ့အချိန်မှာဖုန်းကင်နေဗျာကျွန်တော်ဖုန်းနဲ့ဆက်တော့မကင်ဘူးဗျာအကြောင်းမပြောင်းဗျာအဲ့ကောင်လေးရဲ့ဓာတ်ပုံနဲ့အဲ့လိုပေါ့နော်အဲ့ကောင်လိန်သွားတာကြီးဆိုတော့ကျွန်တော်ကဒါကတော့ရှင်းပြဗျာပြည်သူတွေကျွန်တော်ကဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်းရင်းကကျွန်တော်ကတည်းကနောက်ဆုံးမှသဘောပြပါကျွန်တော်ဆုံးရှုံးမှုတွေဖြစ်သွားတယ်ကျွန်တော်ဘာမှမဖြစ်သွားနိုင်ဘူးဗျာဒါပေမဲ့တချို့ပေါ့နော်ကျမကြီးစီကံတော်ပြမှာလို့အသေးရှိဖြစ်တဲ့ကိစ္စကြောင့်မိသားစုကိစ္စကြောင့်ကျမကြီးကိစ္စကြောင့်လုပ်ငန်းကိစ္စကြောင့်များအဲ့လိုလိုင်းပေါ်ကတော့ဝင်ပြီးရင်ပြည်သူတွေတော်တော်လေးကိုအစိတ်အတောက်ဖြစ်စေတဲ့အဲ့လိုလူတွေကိုကျွန်တော်ဒီမီဒီယာတွေကိုလည်းကျွန်တော်တခုလောက်ပြလိုက်ခင်ပါတယ်ကျွန်တော်ကိုလူတွေအဲ့လိုပေါ့နော်တချို့အဲ့ပေါ့နော်ကိန်းနေချစ်တွေအဲ့မှာတက်ပြီးတော့ပေါက်ကြရတယ်ပြောပြီးတော့အတိုင်းချင်းရှာတော့ကလည်းကျွန်တော်ကညီပြီးတဲ့ဆိုတာပြည်သူတွေစိတ်ညစ်နေတဲ့အချိန်အဲ့တော့နောက်ကရအရာဗျာအဆင်မပြေတဲ့အချိန်တွေမှာဗျာလူတွေကအခုလည်းအဆင်ပြေတာမပြေသေးပါဘူးဒါပေမဲ့ကျွန်တော်သိခံပြီးရဲဆိုတာကအတိုင်းတာတစ်ခုပဲသိခံတာဒါပေမဲ့လူဆိုတာဗျာမှန်လို့ရှိရင်လောကကြီးမှာလူတယောက်ကမှန်လို့ရှိရင်ဗျာတကယ်မှာကျွန်တော်ကအနိုင်ကျင့်တာလို့ပါလို့ဆိုလို့ရှိရင်ပွားတိုင်မှာဗောဟုတ်တယ်မလားဒီလိုလူတွေကမီဒီယာပေါ်တော်များတက်ပြောရေးရတယ်ပဲအတန်းရှင်းရှာတယ်ဗောနော်ပြောချင်တာကလည်းဟုတ်တော့ပဲကျွန်တော်မီဒီယာတွေကျွန်တော်အင်တာဗျူးတော့ကျွန်တော်အခုဖြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီချာလေးဘာအတွက်မိမှာဘာကြောင့်တော့ကျွန်တော်ဖြည့်သိနေဖြည့်မဖြည့်သိမဖြည့်ဒါဆိုအခုအဲ့လိုပဲဗျအခုကျွန်တော်ကတော့ဘာလို့ဆိုတော့ဒါကြတော့မီဒီယာတွေအင်အားလိုပါတယ်ခင်ဗျာဒီလိုမျိုးပြည်သူတွေအခုဗျာအထိုက်ပါကျွန်တော်ဒီနေ့ကကျွန်တော်အဲ့လေလက်မှတ်တွေအတူကြီးဖြစ်နေတယ်အဲ့ဒီအချိန်မှာလင်းကိုကျွန်တော်ရောက်သွားအချိန်မှာလင်းလက်မှတ်ကအတူပါဆိုအမေရရုံးကပြောတယ်အဲ့တော့အဲ့ကောင်ကြီးကကျွန်တော်ကိုပြန်ပြောတဲ့အချိန်မှာကျွန်တော်ကိုဂျားတဲ့ဝင်ပြီးကျွန်တော်ညီလေးကိုလည်းကျွန်တော်ဘိုးကြီးကျွန်တော်ဒီလူကြီးကိုစစ်ကြည့်လိုက်တော့လေဟုတ်တယ်လို့ပြောတာပဲဆိုဟုတ်တယ်လို့ပြောတာမဟုတ်တယ်တဲ့ကိုတဲ့ဆို confirm ဆိုတော့ကဲအဲ့ဒါဆိုရင်တော့လက်မကွန်ဖန်ဖြစ်ပြီးတော့ဆိုသွားရောလက်မက MI အကောင့်လာရောအပေါ်ကြီးတဲ့တူကြီးရောအဲ့ဒါတော့ရောမ SIC နဲ့သူ့ရဲ့ make up ကကားနဲ့မန္တလေးကိုသွားပြီးတော့မှလင်းနဲ့ဆက်သွားတာကျွန်တော်တိုင်နေပတ်သွားတော့ကားလည်းမမီလင်းရင်လည်းမရှိအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကလည်းမြမလီချောင်းကလေးမြမအဲလိုင်းကမြမအမျိုးသားလီချောင်းလိုင်းကအဲ့ကောင်းလားညီမလေးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုကြီးပဲလေးဝင်းရအကိုတရားကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ရလေးမေလီဒီရဲ့နောက်ဆုံးရဲ့ခုံလေးမှာကျွန်တော်ထိုင်ပြီးနေပြီးလိုက်ပါပါတယ်နေပြီးတော့တစ်ဆင့်ကားနဲ့သွားတယ်မန်းလေးမညပြီးနောက်နေ့ကျမှကျွန်တော်
ကားလေးနဲ့ထပ်ပြီးတော့မုံတော့သွားပြီးတော့အဲ့လိုခက်ခက်ခဲခဲကျွန်တော်ကဘာမှမပြောယောက်ျားလေးဗျာဒီမှာကျွန်တော်ပြောချင်တာကတချို့အရာတွေကြတော့ဟိုကျွန်တော်ဒါမီဒီယာပြောတော့မှာလေမီဒီယာပြောတော့မှာဆိုတော့ဒီလိုလူလေးကိုကျွန်တော်လွတ်ပေးရခါကြလို့ရှိရင်ဒီပြည်သူတွေကိုဒီကောင်တွေကထပ်ပြီးတော့ဒီလိုပဲလိန်စားနေမှာလေဗျာလက်တော့တစ်လုံးနဲ့ပဲလိန်စားနေတဲ့ကောင်တွေကိုကျွန်တော်တို့ခေါ်ထုတ်ပြီးတော့ကိုကျွန်တော်အခုတင်ပေးလိုက်ပါမယ်ခင်ဗျာအားလုံးဟိုကျေးဇူးပြုပြီးတော့ကျွန်တော်ကိုဒီဥစ္စာလေးကို share ပေးပါခင်ဗျာကျွန်တော် follower လည်းမလို့ချင်းအဲ့ကျွန်တော် like လည်းမလို့ကျွန်တော်ဘာပြောမှလည်းမဟုတ်ဘူးဒါပေမဲ့ဒါပြည်သူတွေအတွက်အစိတ်တော့ဖြစ်စေတဲ့အရာအကြောင်းပါခင်ဗျာအဲ့တော့ဟိုကျွန်တော်ပြီးမီဒီယာနဲ့ဒီဥစ္စာကိုကျွန်တော် interview လုပ်ပြီးပြောပါမယ်ကျွန်တော်အမှုပညာကိစ္စတော့ကျွန်တော်မပြောပါဘူးကျွန်တော်ဟိုရှင်းရတော့ဒီကိစ္စကတော့ကျွန်တော် interview လုပ်ပြီးတော့ပြောမှရမှာဒါကျွန်တော်ဝယ်ပေးရလဲလက်မှတ်ကလည်းကျွန်တော် interview လာပြီးတော့မေးတဲ့ညီလေးတယောက်ကတော့ကျွန်တော်မေးအားနဲ့သူကိုယ်တိုင်လည်းကိုအားနဲ့သူကိုယ်တိုင်ပြီးနာမှာရှိတယ်ဗျာအဲ့တော့သူကိုယ်တိုင်ရှိနဲ့လိန်သွားတဲ့အတွက်ကျွန်တော်တို့တွေကရှင်းပြမီဒီယာနဲ့တရုပ်ဆောင်လိန်သွားတဲ့ကောင်တွေကိုအဲ့ကောင်တွေကိုကျွန်တော်ကောင်းကောင်းပညာပေးမှဖြစ်ပါမယ်ပညာပေးတယ်ဆိုတာကျွန်တော်တို့မဟုတ်ပါဘူးဒီလိုမျိုးတွေအဲ့လိုပေါ့ဗျာစောက်လို့မလုပ်ခဲနဲ့အိမ်ထဲမှာနေပြီးတော့ပောက်ခရရေးပြက်မှာအဲ့လိုမျိုးကျန်မှာ laptop ကတစ်လုံးနဲ့ပဲလှုပ်ရှားပြီးတော့လူတွေစီလိုက်လင်စားနေတဲ့ဒီကောင်တွေကိုတောင်းသားလေးတွေကိုကျွန်တော်တို့ကောင်းကောင်းပညာပေးဖို့အတွက်ကိုကျွန်တော်ရဲ့မိတ်ဆွေအားလုံးကလည်းဟိုကူညီပြီးတော့ share ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟယ်လိုကြည့်လေဟိုပြောမယ်ဟိုဒီပါလေအဲ့ဒါလေးဟိုဒီ तू အဲ့ကို Viber ပဲမေးရတာမေးလို့ရလားဟာအဲ့လိုလားဟုတ်ကဲ့ကွာအဲ့မှာ Viber ကိုတစ်ချက်သွားပြီးတော့ကွာဒီအခုဖြတ်ထားတဲ့ရက်ပေါ့အခုဖြတ်ထားတဲ့ရက်မှာကွာအဲ့ရိုင်းရဲ့ဒီရန်ကုန်လူပုံစံကွာအဲ့လိုပြေးတာမပြေးဘူးလားအဲ့ဒါတစ်ချက်မေးပြီးတော့ပြီးတော့ဟိုလက်မှတ်လေးစစ်ချင်လို့ဆိုပြီးတော့တော့ပို့ပေးတဲ့လက်မှတ်3000ကိုအဲ့မှာတစ်ချက်သွားစစ်လိုက်ပြီဆိုဟုတ်ဟောအဲ့လိုလားဟုတ်ပြီနော်ဟုတ်ကဲ့ဒီတော့ပြီးတော့ကိုကြီးကွာဆက်လွှဲပြီမလားညီနော်ညီနော်ရတယ်ကွာဟုတ်ရတယ်ပြီးသွားပြီဆိုသူ5မိနစ်လောက်တော့ကြာတယ်သူကစစ်မယ်ဆိုရင်မှန်တယ်ဆိုရတော့သူပြန်ပြီးတော့အခုစာပြန်ပေးလိုက်မှာဟုတ်ဟောအဲ့လိုလားဟုတ်ပြီအဲ့ဟုတ်ပြီဟုတ်ပြီအဲ့ဖိုက်ပါပဲရမှာပါလားအဲ့လိုလားဟုတ်တယ်ကိုဖိုက်ပါပဲရတယ်သူကဟုတ်ဟုတ်ပြီညီလေးအဲ့ဆိုဟိုဒီကိုကြီးအဲ့ဆိုဟိုသူလူကြီးလည်းပဲဝီးလို့ရှိရင်ကိုကြီးကညီလေးကိုပြန်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒါကဟိုပြည်သူတွေကိုဒုက္ခပေးတဲ့ဒီဘောနော် online ပေါ်ကတချို့ကလင်ကျက်လူလိမ်တွေအတွက်ပါနော်အခုဒါကျွန်တော်ဆိုလို့ရှိရင်လည်းဗျာဒါထားလိုက်ပါသဘောပဲဗျာလားဟိုတောင်းဗျာဒီမြို့မှာနေတယ်ဒါပေမဲ့ကျွန်တော်ကဒီလေးလက်မှတ်ကိစ္စတွေပါကြကျွန်တော်သိမကျွမ်းကျင်တာကျွန်တော်မိတ်ဆွေတယောက်ကလည်းအဲ့နေရရှိတာနဲ့သူတို့အဲ့ဒီလိုပဲပြီးရဝယ်တယ်ဘယ်လိုအဆင်ပြေလဲဆိုပြီးတော့ဝယ်လိုက်ပါတယ်ခင်ဗျာဝယ်တဲ့ခါမှာသူကတော့ဟိုတဲ့ကျွန်တော်တို့3နိုင်ကျော်လောက်ကဝယ်တယ်ပေါ့နော်ဝယ်ချင်ပါတယ်သူကလည်းဟုတ်ပြီဟိုကနေဟိုတဲ့လင်းနှစ်ခုံစာချမ်းနေရဆိုတော့ကျွန်တော်လက်မှတ်တစ်ဆောင်ဖြတ်လိုက်ပါတယ်2,200,000နဲ့အဲ့ကျွန်တော်ဘောကကျွန်တော်ဒါနေဟိုဘက်ကတော့ကျွန်တော်ကနေတချင်းလာဆိုဖို့တော့ဟိုအခုတော့ကျွန်တော်ပတ်စံလှမ်းလွှဲခိုင်းပြီးတော့ကျွန်တော်အကောင်လေးကဟိုတဲ့အများလုပ်ပြီးပါတယ်ဟိုကနေဟိုပိတ်တော်မှာဆိုလို့ပါတဲ့ရုံးကကျွန်တော်9နိုင်ကိုပိတ်တာဆို4နိုင်ကျော်ဆိုတော့ကဲဟုတ်ပြီရတာဆိုလည်းအများလုပ်ပြီးမယ်ဆိုပြီးတော့အဲ့တော့သူကကျွန်တော်ညီလေးအဲ့ဆိုကိုတစ်ကက်လေးပို့ပြီးတော့ကိုကြီးကကျွန်တော်ကိုကြီးပို့ထားလိုက်ပြီတဲ့တစ်ကက်ကိုကြည့်လိုက်ပါဦးတဲ့ဆိုတော့တစ်ကက်ကတယ်လီဂရမ်နဲ့ပို့တဲ့အချိန်မှာသူကမကြည်လင်အောင်လုပ်ထားတယ်ဗျာအဲ့မှာအလီအောင်ကြီးပဲအဲ့ဒါကိုတဲ့မို့ line ကောင်းကြီး online ဖြစ်သွားလိမ့်မယ်တဲ့ကျွန်တော် file နဲ့ပို့ထားတာကိုတဲ့အဲ့ပြီးတော့ကျွန်တော်ကိုကြီးဗန်နာကြီးလေးပေါ့နော်အဲ့ဒါကျွန်တော်ကရေဟုတ်ပြီအဲ့ဆိုညီလေးရေလို့အဲ့ဆိုရင်အကိုဟိုဘယ်လိုကောမလဲဝင်လင်းဖြစ်မယ်နော်လို့စိတ်ချမယ်နော်ဆိုပြီးတော့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပြီးတော့ကျွန်တော်ဖုန်းကိုဒါရုံးပိတ်လို့မကင်ဘူးပဲထားရပါတော့နောက်နေ့ဆက်ကောဖုန်းကင်နေဒီနေ့ဖုန်းလုံးလို့ဆက်တော့ကျွန်တော်ဖုန်းကိုကျွန်တော်ဘလော့ပါတယ်လူလိန်ပါခင်ဗျာလူလိန်ကောင်းလေးပါဒီနံပါတ်ကိုဆက်ပြီးတော့မိတ်ဆွေများလဲဒါဒီကောင်းလေးကိုမေးပြီးတော့အဲ့တော့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဗောနော်အဲ့ကျွန်တော်တို့ဒီလူလိန်ကိုကျွန်တော်တို့ဖမ်းပေးပါမြေတရခံပါတယ်ပြီးလို့ရှိရင်ဒီကောင်လေးဒီဖုန်းကင်ပါမယ်ဒီကောင်လေးကိုအဲ့ကောင်လေးဒီတင်ပါဒီ edit ကတ်ကိုဟိုလိန်ရောင်းနေတဲ့ကောင်လေးဖြစ်ပါတယ်ပြီးတော့ဟိုသူ Telegram မှာသူ့ရဲ့ပုံဖြတ်လိုက်ပါတယ်ကျွန်တော်အဲ့တော့ကျွန်တော်ကသူနဲ့စပြောတယ်ကျွန်တော်ကဒီသူ့ screenshot ပဲရိုက်ပြီးတော့မှကျွန်တော်ကဟိုဘက်ကိုလင်းလက်ဘက်ဝေးစားတွေပါတယ်ကျွန်တော်ဟိုလှမ်းပြီးတော့တောင်းတာပေါ့နော်အဲ့တော့ဟိုဘာဖြစ်ပါဒါလေးစင်ရင်ဖို့အတွက်တင်ပေးလိုက်တာပါဒါတော့နောက်တဲ့